တိုင်းသားစာပေဘာသာစကားနဲ့ရိုးရာယဉ်ကျေးမှုတွေကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတိုင်းသားချင်းချင်းနားလည်မှုနဲ့ချစ်ကြည်ရင်းနှီးမှုတိုးမြင့်စေရည်ရွယ်တဲ့တိုင်းသားရေးရာဟောပြောဆွေးနွေးပွဲကိုဗိတ်တက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။တနင်္လာရီတိုင်းဒေသကြီးဗိတ်တက္ကသိုလ်မှာတိုင်းသားရေးရာဟောပြောဆွေးနွေးပွဲကိုဇူလိုင်15ရက်မနေ့ပိုင်းကတက္ကသိုလ်ဖွင့်နေသဖြင့်ခမ်းမမှာကျင်းပခဲ့ပြီးတက်ရောက်လာသူတွေကနိုင်ငံတော်သချင်းစုပေါင်းတည်ဆူအလေးပြုခဲ့ကြပါတယ်။ဟောပြောပွဲမှာတနင်္လာရီတိုင်းဒေသကြီးကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသားကတိုင်းသားချင်းချင်းအပြန်အလှန်လေးစားယုံကြည်မှုနားလည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟာငြိမ်းချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့ပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာအရေးပါတဲ့အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါ့အပြင်နိုင်ငံသားတိုင်းဟာမိမိရဲ့အခွင့်အရေးကိုသိရှိနားလည်သလိုတာဝန်တွေကိုလည်းကျေပြွန်းစွာထမ်းဆောင်ဖို့လိုအပ်ကြောင်းဒီမိုကရေစီစနစ်အောင်မြင်မှုတာဝန်ယူစိတ်ဥပဒေလေးစားတဲ့စိတ်နဲ့အများအကျိုးကိုဦးစားပေးတဲ့စိတ်ဓာတ်တွေမရှိမဖြစ်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲမှာတမိုင်းပညာရှင်ဒေါက်တာနန်းလိုင်ကလူငယ်နဲ့နိုင်ငံရေးအသိအမြင်ခေါင်းစဉ်နဲ့ဟောပြောခဲ့ပြီးဒေါက်တာဆလိုင်းအင်ဒရူးငန်ကျုံးလျံကနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်းကြောင်းနဲ့ပထဝီနိုင်ငံရေးခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးခဲ့ကြပါတယ်။တက်ရောက်လာသူတွေကတိလိုတာတွေကိုမေးမြန်းဆွေးနွေးခဲ့ကြရာပညာရှင်တွေကပြန်လည်ဖြေကြားခဲ့ပြီးတက္ကသိုလ်အနုပညာသင်ကတိုင်းသားရိုးရာဝတ်စားဆင်ယင်မှုတွေကိုလည်းဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ဟောပြောဆွေးနွေးပွဲကိုလွှတ်တော်ကိုယ်စားလှယ်တွေဌာနဆိုင်ရာတာဝန်ရှိသူတွေဗိတ်တက္ကသိုလ်နဲ့ Polytechnic University ဗိတ်တို့မှာပါမောက္ခချုပ်တွေတိုင်းသားကိုယ်စားလှယ်တွေလုပ်ငန်းရှင်တွေရမီရဖတွေနဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။တိုင်းသားရေးရာဟောပြောဆွေးနွေးပွဲကိုတိုင်းသားစာပေဘာသာစကားနဲ့ရိုးရာယဉ်ကျေးမှုတွေထိမ့်သိမ်းဆောက်ရှောက်ရေးပြင်တိုင်းသားချင်းချင်းချစ်ကြည်ရင်းနှီးမှုနဲ့စီလုံးညီညွတ်ရေးတိုးမြင့်စေရေးရည်ရွယ်ကျင်းပခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။